ဒီလိုမျိုးအပင်ဖားဖားကြီးနဲ့အရွက်ကြီးတွေဒါကျွန်တော်တို့15ပင်ပင်20လောက်ရှိနေရင်တော့တစ်ပတ်တစ်ခါလောက်ကတော့အေးဆေးပဲတောက်စားလို့ရတယ်လူလိုပြောရမယ်ဆိုရင်အပြိုလေးပေါ့နော်ຫນွေမြက်တစ်ပင်ဆေးဘက်ဝင်ဆိုတာမှန်တော့ကျွန်တော်တို့အညာသားတွေအတွက်များစကပုံလေးကလောက်ထားလားမသိဘူးပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်တို့အညာသားတွေတက်ကဘယ်နေရာဝဲရောက်ရောက်ဘယ်ဒေသဝဲရောက်ရောက်နှင်းတစ်ခွက်စာရဖို့အတွက်ပူရမလို့ပေါ့နော်လက်ရှိတော့ဒီပင်လေးကိုမြင်မှုကြလာတော့မသိဘူးပေါ့နော်ကျွန်တော်တို့ရှိမှာတော့ဒီပြောင်းကင်းနေတဲ့မှာပြီးရင်ကျွန်တော်တို့လေကစားနေတဲ့မှာအများဆုံးပေါက်တွေရှိတယ်ပေါ့နော်သူကအမျိုးစားတွေက2မျိုး3မျိုးရှိတယ်ဒီလိုမျိုးအရွက်ဖဖားကြီးရှိတယ်လို့ဒီလိုမျိုးအပွင့်များပြီးတော့အရွက်သေးတဲ့အမျိုးစားလည်းရှိတယ်ပေါ့နော်ကျွန်တော်တို့ရှိအခေါ်ကတော့ဒါမြူပင်လို့ခေါ်ပါတယ်ဒါလေးကတော့ကျွန်တော်တို့အဆောင်ဘေးမှာရှိတဲ့လေကစားမှာပေါက်နေတဲ့အပင်လေးတွေပေါ့နော်အဲကြောင့်ပြောတာကျွန်တော်အညာသားတွေတက်ကဘယ်ပဲရောက်ရောက်နှင်းတစ်ခါစာပြကြမလို့ဘူးဒီကတော့ဒါမြူရလေးခူးပြီးတော့မြူပဲစံလေးနဲ့တက်ပင်လေးနဲ့မျိုးကြီးလေးနဲ့ချင်းငံစံလေးတုပ်ပြီးတော့စားပါမယ်ဒါဒီလိုမျိုးအမြင်ထိုးလိုက်လို့ရှိရင်ပြီးရင်တက်လေးခတ်တယ်ပေါ့နော်စားလို့ရမ်းကောင်းတယ်စိတ်ဒီဘက်ကနေလည်းတောက်စားတော့ဘယ်စီရိုထဲမှာဒီမြူပင်ကိုတိကြလားစားဖို့လည်းသူရောပါကြလားတကယ်လို့စားဖို့လည်းသူပါလို့ရှိရင်comment လေးထဲမှာရေးပြခဲ့တော့တချို့နေရာတွေကတော့အော်တွေမတူကြဘူးပေါ့နော်ဒါတော့ကိုယ့် data မှာဘယ်လိုလုပ်ခေါ်လဲဆိုတာလည်းတစ်ချက်လောက်ရေးပြခဲ့ပါကျွန်တော်တို့အညာမှာတော့ဒါဒီဘက်ကိုခေါ်ပါမကြီးအရွယ်ကြီးရလဲဖဖားကြီးဒီလိုမျိုးအပင်ဖားဖားကြီးနဲ့အရွယ်ကြီးတွေဒါကျွန်တော်တို့15ပင်ပင်20လောက်ရှိနေရင်တော့တစ်ပတ်တစ်ခါလောက်ကတော့အေးဆေးပဲတောက်စားလို့ရတယ်ဒါကြမ်းမရည်နဲ့လည်းညီနစ်တယ်လို့ပြောကြတယ်ဗောနော်ဘာကောင်းတယ်လို့တော့ကျွန်တော်အတိအကျတော့မသိပါဘူးတကယ်လို့သိရလို့ရှိရင်လည်း comment လေးမှာတစ်ချက်လောက်ရေးခဲ့ပေးပါအောင်ဗျပြီးရင်ဟိုဘက်ဇောင်းမှာလေးရှိတယ်သူကလဲထွဲနေရဟိုဘက်မှာကိုရီးယားမှာကျွန်တော်ကကိုရီးယားမှာဆိုတော့အခုကစပားတွေစိုက်တော့မယ်ဆိုတော့သူတို့လဲထွဲနေပြီးရင်ခြေတွေသွင်းနေကြပြီဗောနော်ဒီနောက်လာဆိုရင်တော့စပားတင်နေရလုံးဝစိမ့်နေပြီဗောနော်ကျွန်တော်နေရနေရရှုခင်းတော့တော်တော်လှတယ်ဆိုဘေးမှာလည်းတောင်နေနေဆိုโอเคဟိုဘက်ကိုတောက်ခုရမယ်ဟိုးဘောင်ပေါ်မှာလည်းရှိတယ်ကျွန်တော်မနေ့ကပတ်ကြည့်ထားဒီနေ့ခုပြီးတော့တောက်စားမလို့ဒီမှာဆိုရင်ဒါတပင်နဲ့ဖြစ်နေတယ်ကြည့်တပင်နဲ့ကွဲနေဒီပင်လေးကအခုမှလူလိုပြောရမယ်ဆိုရင်အပြိုလေးပေါ့နော်အပြိုလေးပဲရှိလေးရဆိုတော့အရွယ်လေးကလည်းလှပြီးတော့နုနုဖက်ဖက်လေးဒါကတော့မြူပင်မှာဒီမှာလေကစားပေါ်မှာပေါက်နေတဲ့ပင်လေး